ဒီနေ့ကလာပြည်နေတဲ့အမအကောင်းငင်ကိုပြမယ်မကြမ်းမဲမောင်းနေတာပဲဒါအခုကလောကဈေးထဲမှာလူတွေကတော့သိတော့မရှိတော့ဘူးဒီနေ့ကလာပြည်နေရလဲဖြစ်တယ်ဆိုတော့အဲ့ဒါဒီဈေးကိုလူသိမ့်မရောက်ဘူးတခွင်လုံးမောင်းနေတာဒီမှာမြင်လားမြင်လားမတခွင်လုံးမောင်းနေတာအာကတခွင်လုံးမောင်းမဲနေအလေးအောင်နေတော့နည်းနည်းတော့ရှိတယ်ဒါပေမဲ့ဟိုမသိလို့ချင်းည9နာရီမနေ့9နာရီကြာနေဒီမှာ7နာရီထိုးတော့မယ်9နာရီ40ဖြစ်နေပြီအဲ့ဒါမနေ့9နာရီထင်တော့ပဲရှိသေးတယ်မကြည့်မှောင်မဲနေတော့ကြည့်လိုက်ဒီမှာအမိုးတွေလောက်အောင်လာပြင်းနေတဲ့မဲသလီဘူးရောင်းနေတာမှာမဲသလီဘူးဘယ်လောက်လဲနှစ်စီး1500ဒီကြီးဝိုင်းနော်မြင်လားနှစ်စီး1500ရရင်တစ်စီးမှ900ပဲရှိတယ်အမေအေးမာမြေပဲကိုဒီကဘူးနဲ့လိုက်ရောင်းလို့ရင်အဲ့လိုမျိုးတိတ်ပြီးတော့မရောင်းအောင်အထုတ်တာမိုးရွာပြီလို့နော်မိုးရွာရင်ဆိုရင်မိုးရွာပြီမလောက်ပေါင်တာကွာကြည့်ပါဦးလာပြေးနေကွာရက်ဆက်လိုက်တာကိုလုံးအသေးသေးသိမ်းရတယ်မမိုးရွာတယ်ကဲကြည့်ကြပါဦးကိုလုံးခဏပါပဲဒီစီးတွေပါအကုန်ထက်တာရတာဈေးအတွင်းအားတော့အတွင်းထဲပေါ့ကျွန်တော်တို့ဒီကအပြင်ဘက်ဝိုးရွာနေမြင်လား